ကဲအခုကတော့ကျွန်တော်တို့ new model ဖြစ်တဲ့ Yamaha PSR E483 ကိုကျွန်တော်တို့ပကင်ဖောက်ပြီးတော့စမ်းသပ်ပြမှာဖြစ်ပါတယ်ခင်ဗျာဒါလေးတွေကတော့သူ့အသစ်ကထုံးစံတိုင်းဘူးဖော့အစုံပေါ့နော်နှုတ်စတန်များပါမယ်ကတ်လောက်စာအုပ်ပါမယ်ပေါ့နော်ဒါလေးကျွန်တော်တို့ဆိုင်မှာရောက်ရှိနေပါပြီကဲအသစ်ဆိုတော့အသစ်တိုင်းပါပဲเนาะတောက်ပြောင်ပြီးရှင်းလင်းနေတာပဲပုံစံကတော့403နဲ့တော့အစင်တလူလူလေးပေါ့เนาะဒါပေမဲ့ screen ပိုင်း display ပိုင်းပေါ့နောက် style sound ကလုတ်လေးတွေလည်းနည်းနည်းကွာသွားတယ် main view ကိုကျတော့သူကခွဲသွားတယ်ပေါ့เนาะဒါလေးတွေတွေ့ရပါတယ်ကဲအခုဒီကောင်ကိုကျွန်တော်တို့ power on ပြီးတော့အတန်တွက်လေးတွေစမ်းပြမှာဖြစ်ပါတယ်ခင်ဗျာကဲစိတ်ဝင်စားတယ်ဆိုရင်တော့ကြည့်ပြပါဦးဒီခု PSR E483 မှာကြတော့လေကျွန်တော်တို့ circle လှည့်တဲ့အစဝိုင်းပြားကြီးမပါတော့ဘူးvoice နဲ့ style အတွက်အလုံးလေးနှလုံးကနေပြီးတော့ကျွန်တော်တို့ function key တွေကိုသွားခြင်းနဲ့ target ကိုအဲ့လိုလှည့်ရတာပေါ့နော်အဲ့လိုလေးဖြစ်သွားပါတယ်ဒါတော့ဒီ default အထွက်တဲ့ဒီ piano တန်ကာလာလေးကိုစမ်းသပ်ပြတာဖြစ်ပါတယ်တော်တော်လေးနေဝင်ပြန်ရှိတယ်ပေါ့နော်ကျွန်တော်တို့ပုံမှန် grand piano တဲ့ concert grand ပေါ့ concert grand တန်လေးကို403မှာသုံးထားတဲ့ကာလာမျိုးလေးပေါ့နော်အဲ့ဒါမျိုးလေးထည့်ပေးထားပါတယ်တန်ကာလာကတော့နောက်ပြီးတော့ဒီ style partition တစ်ခုချင်းစီကိုလည်းမီးလုံးအဖြူလေးတွေပေါ့နော် lighting အဖြူလေးတွေနဲ့လုပ်ပေးထားတဲ့အတွက်ကြောင့်မလို့ရှင်းရှင်းလင်းလင်းလေးလည်းမြင်ရတယ်နော်အဲ့ဒါလေးရှိမယ်နောက်ပြီးဒီကောင်က ACMP clock လေးကိုလည်းမီး lighting အဖြူလေးထည့်ပေးထားတယ်ပေါ့နော်ဖွင့်ထားလားပိတ်ထားလားဆိုတာကိုဒီကောင်လေးကိုကြည့်ရုံနဲ့မြင်ရတယ်ပေါ့